ပြီးခဲ့တဲ့အဖက်ဆုတ်မှာတော့ပညာရေးခွင့်ရေးကာကွယ်ရေးဌာနကဟွာချင်းဟာနိုင်ငံရေးသမားတဦးရဲ့သားဖြစ်တဲ့အနိုင်ကျင့်တက်သောကျောင်းသားကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့တာကိုတွေ့မြင်ခဲ့ရပါတယ်။ဒါပေမဲ့နာဟွာချင်းရဲ့တာဝန်ကဒီမှာမပြီးသေးပါဘူး။သူ့ကိုနောက်ထပ်နည်းပညာကျောင်းတစ်ကျောင်းစီပို့လိုက်ကြပါတယ်။အဲ့ဒီကျောင်းမှာစက်ပြင်ကျောင်းသားလျှက်စစ်ကျောင်းသားတွေအုပ်စုဖွဲ့ပြီးနေ့တိုင်းရန်ဖြစ်နေကြသလိုယာကူဇာဂိုင်းတွေနဲ့ပါဆက်ဆက်နေကြပါတယ်။နာဟွာချင်းနဲ့သူ့အဖွဲ့ဝင်ဘုံဟန်တို့ကကျောင်းထဲကိုဝင်ရောက်စုံစမ်းပြီးအကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ကြိုးစားကြပါတယ်။နာဟွာချင်းနဲ့ဘုံဟန်တို့နည်းပညာကျောင်းထဲဝင်ရောက်စုံစမ်းတဲ့အချိန်မှာဂျွန်းလို့ခေါ်တဲ့ကျောင်းသားတစ်ယောက်နဲ့တွေ့ခဲ့ကြပါတယ်။ဂျွန်းဟာပညာသင်ခြင်းနဲ့စိတ်ရှိပေမဲ့လူမိုက်ကျောင်းသားတွေကအမြဲတမ်းအနိုင်ကျင့်နေကြတာကြောင့်စာကိုကောင်းကောင်းမတင်နိုင်ခဲ့ပါဘူး။နာဟွာချင်းကဂျွန်းကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးကျောင်းထဲကလူမိုက်အဖွဲ့တွေကိုတိုက်ရိုက်ကင်တွယ်ပါတော့တယ်။ဒီနေ့မှာတော့စက်ပြင်ဌာနနဲ့လျှက်စစ်ဌာနကကျောင်းသားတွေအုပ်စုလိုက်ရန်ဖြစ်ဖို့ပြင်ဆင်နေကြပါတယ်။နာဟွာချင်းကသူတို့အားလုံးကိုအားကစားရုံထဲခေါ်သွင်းပြီးတကားကိုပိတ်လိုက်ပါတယ်။စာမတင်ခြင်းဘူးဆိုရင်ငါနဲ့အရင်ပြောရမယ်လို့ပြောပြီးစီကံတင်ကြပါတော့တယ်။ကျောင်းသားတွေကလူအင်အားနဲ့ဝိုင်းတိုက်ကြပေမဲ့နာဟွာချင်းကသူ့ရဲ့စစ်တပ်အတွေ့အကြုံနဲ့အလွယ်တကူထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကျောင်းသားတွေကိုစာတင်ခိုင်းပြီးအင်စာတွေလုပ်ခိုင်းပါတယ်မလုပ်တဲ့သူတွေကိုတော့စီကံအဖြစ်ပေးပါတယ်ဒီသတင်းဟာကျောင်းရဲ့အကြီးဆုံးလူမိုက်ကောင်းဆောင်ကွန်စီရောက်သွားပါတယ်ကွန်ဟာကျောင်းကိုမတက်ဘဲလူမိုက်အဖွဲ့ကိုဥဆောင်နေတဲ့သူဖြစ်ပါတယ်ကွန်ကနာဟွာချင်းကိုစိန်ခေါ်ဖို့ကျောင်းကိုရောက်လာပါတယ်နှစ်ယောက်သားလူအများရှိမှတိုက်ခိုက်ကြပြီးကွန်ရဲ့လက်တိချက်တွေကအရန်ပြင်းထန်ပါတယ်စာပိုင်းမှာနာဟွာချင်းရေးနေတယ်လို့ထင်ရပေမဲ့အမှန်တော့ကွန်ကိုအပြင်ထွက်လာအောင်မြှူဆွဲထားတာဖြစ်ပါတယ်နောက်ဆုံးမှာနာဟွာချင်းကကွန်ကိုအနိုင်ယူပြီးကျောင်းသားအားလုံးကိုစီကံရှိတဲ့ဘဝပြန်ရောက်အောင်လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်ကျောင်းသားတွေဟာဂျွန်းကိုတောင်းပန်ကြပြီးစာကိုပြန်လဲအာရုံစိုက်လာကြပါတယ်ဒါပေမဲ့နာဟွာချင်းရဲ့ဘဝမှာဝမ်းနည်းစရာအတိတ်တစ်ခုရှိနေပါတယ်သူ့ရဲ့ချစ်သူဟာဆီယာမတယောက်ဖြစ်ခဲ့ပြီးရှော့ဆိုတဲ့ကျောင်းသားစုတယောက်ရဲ့လက်ချက်ကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်ရှော့ဟာအခုတော့ထောင်ထဲမှာရှိနေပြီနာဟွာချင်းကသူ့ကိုမေးမရနိုင်သေးပါဘူးအဲ့ဒီအချိန်မှာနောက်ထပ်ကျောင်းတစ်ကျောင်းကအရေးပေါ်သတင်းရောက်လာပါတယ်အဲ့ဒီကျောင်းမှာနာမည်ကြီး influencer ကျောင်းသူတယောက်ရှိပြီးစာမတင်ပဲအတန်းထဲမှာ live လွှင့်နေပါတယ်ဆရာတွေကတားမြစ်ရင်လဲသူမကအမှားလုပ်ထားတဲ့ဆရာတွေလိုဟန်ဆောင်ပြီး social media ပေါ်မှာတင်ကသူ့ဖန်တွေနဲ့တိုက်ခိုက်စေပါတယ်ဆရာတယောက်ဆိုသူမရဲ့ဆွဆွဲမှုကြောင့်စိတ်ဖိစီးပြီးအသက်ဆုံးရှုံးသွားခဲ့ပါတယ်ဒီကိစ္စကိုဖြေရှင်းဖို့နာဟွာချင်းကသူ့ရဲ့လက်အောက်ငယ်သားအင်ကိုဆေလွတ်လိုက်ပါတယ်အင်ဟာအပြင်ပန်းမှာဖော်ရွေတယ်လို့ထင်ရပေမဲ့တကယ်တမ်းအရန်တင်းကျပ်တဲ့သူဖြစ်ပါတယ်သူမက influencer ကျောင်းသူကိုဓာတ်ရိုက်တာစီပြီးကျောင်းစည်းကမ်းကိုလိုက်နာအောင်လုပ်ပါတော့တယ်တစ်ဖက်မှာလည်းကျောင်းတစ်ကျောင်းကအရေးကြီးကိစ္စတစ်ခုဖြစ်ပွားလာပါတယ်မျက်မှန်လို့ခေါ်တဲ့ကျောင်းသားတစ်ယောက်ကဆရာတစ်ယောက်ကိုထိုးနှက်ခဲ့တယ်ဆိုတဲ့သတင်းထွက်လာပါတယ်အစပိုင်းမှာတော့မျက်မှန်ကကျောင်းသားစုတစ်ယောက်လို့ထင်ရပေမဲ့စုံစမ်းကြည့်လိုက်တဲ့အခါအမှန်တရားကလုံးဝမတူပါဘူးမျက်မှန်ဟာကျောင်းရဲ့အတော်ဆုံးကျောင်းသားဖြစ်ပြီးစစ်တက္ကသိုလ်တက်ဖို့အိမ်မက်ရှိသူပါဒါပေမဲ့သူ့ကိုတင်ကြားပေးတဲ့ဆရာကအချင်းပြတ်သူဖြစ်နေပါတယ်အဲ့ဒီဆရာဟာချမ်းသာတဲ့မိသားစုကကလေးတွေကိုအစင်းမြင့်အောင်လုပ်ပေးဖို့ဆင်းရဲတဲ့ကျောင်းသားတွေကိုတမင်နှိမ်ချနေခဲ့တာပါမျက်မှန်ရဲ့မိဘတွေဖွင့်ထားတဲ့ပင်လယ်စာဆိုင်ကိုတော့အာနာသုံးပြီးပိတ်သိမ်းခိုင်းခဲ့ပါတယ်။ရည်ရွယ်ချက်ကမျက်မှန်စာမတင်နိုင်အောင်ငွေမရှိအောင်လုပ်ဖို့ဖြစ်ပါတယ်။ဒီအမှန်တရားကိုသိသွားတဲ့နာဟွာချင်းနဲ့အင်တို့ကတက်သေးတွေစုဆောင်းပြီးဆရာရဲ့အကျင့်ပြတ်မှုကိုဖော်ထုတ်လိုက်ပါတယ်။နောက်ဆုံးစာမေးပွဲနေ့မှာနာဟွာချင်းကဆရာရဲ့အစီအစဉ်ကိုဖျက်ဆီးပြီးအမှန်တရားကိုလူအများရှိထုတ်ဖော်လိုက်ပါတယ်။အဲ့ဒီဆရာဟာဖမ်းဆီးခံလိုက်ရပြီးမျက်မှန်နဲ့သူ့မိသားစုအတွက်တရားမျှတမှုပြန်လည်ရရှိသွားပါတယ်။ဒီအမှုပြီးသွားပြီးနောက်နာဟွာချင်းတို့စီနောက်ထပ်အကူအညီတောင်းခံမှုတစ်ခုရောက်လာပါတယ်။အလွန်လှပတဲ့ဆရာမအသစ်တစ်ယောက်ဟာမိဘတဦးရဲ့နှောက်ယှက်မှုကိုခံနေရတာဖြစ်ပါတယ်။အဲ့ဒီမိခင်ကသူ့ကလေးကိုအလွန်ဂျွန်ကာကွယ်လွန်ပြီးဆရာမကိုနေညမရွေးဖုန်းဆက်စာပို့အိမ်ထိလိုက်နောက်ရှက်နေပါတယ်တခါတလေခင်မုန်းဖြစ်သူကိုပါခေါ်လာပြီးဆရာမကိုရန်ရှာခိုင်းတတ်ပါတယ်ဒီအခြေအနေကိုဖြေရှင်းဖို့နာဟွာချင်းကဆရာမနေရာမှာကိုယ်တိုင်ဝင်ရောက်ကူညီပါတော့တယ်သူကမိခင်လုပ်ခဲ့သမျှကိုပြန်လုပ်ပြပြီးတခြားသူကိုနှောက်ယှက်ခံရတာဘလောက်စိတ်ပင်ပန်းစရာကောင်းတယ်ဆိုတာနားလည်အောင်လုပ်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီမိခင်ကကိုအမကိုကိုသဘောပေါက်သွားပြီးဆရာမကိုတောင်းပန်ခဲ့ပါတယ်